အားလုံးမင်္ဂလာပါဗျနောက်တဲ့တင်ဖို့ဆက်ပြီးဒီမှာပေးချင်ပါတယ်ဒါကတော့မော်လူးမျိုးဗျာမော်လူးမျိုးတောင်တော့ကအင်းတော်မျိုးရာပြီးတဲ့နောက်ပိုင်းမှာမော်လူးမျိုးတိုက်ရတာ9ရက်ပဲတိုက်ရတယ်9ရက်ပဲတိုက်ရတယ်ဗျာလာပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနိုင်ငံတော်ရဲ့ပိုင်တဲ့ကဒီလောက်တင်ဆုံးမနေပါဘူးကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကျွန်တော်နိုင်ငံရဲ့ပိုင်တဲ့ကတရုတ်မြန်မာနယ်စပ်စီးတီရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်အိန္ဒိယမြန်မာနယ်စပ်စီးတီရှိပါတယ်ကျွန်တော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကမော်လူးတင်ရပ်မသွားပါဘူးတပ်မတော်ရဲ့ထိုးစစ်ကလည်းမော်လူးတင်ရပ်မသွားပါဘူးဆက်လာပါလိမ့်မယ်မော်လူးကိုတက်ကဘယ်လောက်တိုက်တက်မတော်ဘယ်လောက်တိုက်လိုက်ရလဲဆိုရင်အင်းတော်မျိုးကိုသိမ်းပြတဲ့နောက်ပိုင်းမှာမော်လူးကိုတက်မတော်က9ရက်ပဲတိုက်ရတယ်အဲ့တော့သူတို့ပြောတော့ဗျာဘာလဲတက်ပြက်နေပြီလို့အလန်တိုင်းပဲကြံတော့တယ်လို့လုပ်ပါအောင်ဟိုပြောကြပါအောင်နားထောင်ခြင်းလို့နားထောင်ခြင်းလာပါလိမ့်မယ်ဆက်ပြီးလာပါလိမ့်မယ်အဲ့တော့မကြတော့ပါဘူးဖားကန်းတော့ပိတ်ခံရပြီးရင်ကျွန်တော်တို့ဖားကန်းမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေပိတ်ခံပြီးရင်ကျွန်တော်တို့တစ်ဖက်မှာဗမော်ရဲ့စီးအချင်းများပြောင်းလာပြီလာပါလိမ့်မယ်ကျွန်တော်တို့ဒီတက်မတော်ကနိုင်ငံတော်လန်ကိုတရုတ်မြန်မာနယ်စပ်နိုင်ငံတော်ရဲ့ပိုင်တဲ့နေမြေဒီနိုင်ငံတော်လန်လေးဆက်ပြီးစိုက်ပါမယ်ဒီအကြမ်းဖက်တွေနဲ့ပတ်သက်ရင်ကျွန်တော်ခွင့်လွှတ်လို့ရတဲ့အရာတစ်ခုမှမရှိဘူးခင်ဗျာမြင်ပါလိမ့်မယ်အဲ့တော့တက်မတော်ကအင်းတော်မျိုးကိုဧပြီလ30ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တယ်သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာထပ်ပြီးတော့တောက်လျှောက်ထိုးစစ်ဆင်တယ်မီလာ9ရက်နေ့မှာရတယ်ပေါ့ဘယ်လောက်မြန်တိုက်ရလို့လဲဗျာဘယ်လောက်မြန်တိုက်ရလို့လဲဗျာကဲဘယ်လောက်တိုက်ရလို့လဲလာပါလိမ့်မယ်ဆက်ပြီးလာပါလိမ့်မယ်တက်မတော်ကလည်းရှိကျွန်တော်အဲ့ဒီတကြောမှာတခါလဲကျွန်တော်ကြောင်းတွေဖွင့်နိုင်မှုနဲ့တောက်လျှောက်လုပ်တယ်ဒီလက်ရှိရာသီမှာကျွန်တော်တောက်လျှောက်ထိုးစစ်တွေဆင်မယ်ထိုးစစ်တွေဆင်ပြီးတော့ကလင်းငယ်ကြောင်းဖွင့်ဖို့အတွက်ကလင်းငယ်ပညာသင်ကြားခွင့်ရဖို့အတွက်တောက်လျှောက်တက်မတော်ကလုပ်တယ်တက်မတော်တောက်လျှောက်လုပ်တယ်အဲ့တော့တက်မတော်သားတွေကတကယ်သမိုင်းကြီးတဲ့လက်တွေပါတက်မတော်သားတွေရဲ့ကင်ထားတဲ့တနက်ပြောင်းကရန်သူကိုချိန်မှုဖို့တက်မတော်သားတွေရဲ့လက်နှစ်ဘက်ကပြည်သူတွေရဲ့ဘဝတွေကိုကျွန်တော်တို့ဖေးမဖို့ကူညီဖို့စောက်ရှောက်ဖို့ဖြစ်တယ်ဗျကြည်စံနဲ့လာတော့ကျွန်တော်ကြည်စံနဲ့ပြစ်ရမှာပဲဗျကျွန်တော်ကြည်စံနဲ့လာတဲ့အရာကိုကျွန်တော်ဒီတိုင်းထိုင်ကြည့်နေလို့မရဘူးကြည်စံနဲ့ပြန်ပြစ်ရမှာပဲပြန်ပြစ်ရမှာပဲဟိုလာမယ်ဗျာကျွန်တော်ဆက်ပြီးတော့လက်ရှိကျွန်တော်တို့ရခိုင်လက်နက်ကိုင်အဖွဲ့ထုံးမြင့်နိုင်ရအောင်ကျွန်တော်တို့မီဒီယာမှာမကြာခဏထွက်ပြောလာတွေ့ရတယ်သူတို့ဘာလို့မဲဒီအားလုံးပဲပေါ့ထုံးမြင့်နိုင်ရင်တော့အဲ့လိုပြောတာခင်ဗျားကြားဘူးလားအဲ့ဒါဘာလဲဆိုတော့စစ်ရှုံးလာလို့အတန်ထွက်လာတာနံပါတ်1ရခိုင်တွေတော်တော်လစ်သွားပြီစစ်ရှုံးလာလို့သူတို့နယ်မြေတွေဖက်ပါသွားလို့သူတို့ရခိုင်ထိန်းချုပ်တဲ့နယ်မြေတွေဖက်ပါသွားလို့ထုံးမြင့်နိုင်ထွက်ပြောတာစစ်ရှုံးလို့ထွက်ပြောတာချင်းပြည်နယ်အခြေအနေနဲ့ပတ်သက်ရင်လေဒါချင်းကိုတက်မတော်ကချင်းပြည်နယ်တပြည်နယ်လုံးသိမ်းဖို့အတွက်ဖြစ်သွားပြီအနေထားတွေကဒီကနေ့ကျွန်တော်တို့ကနေတီးတဲ့ရဲ့ကနေတောင်ကိုတက်မတော်ကဒီကနေ့ရလိုက်တယ်ဒါကျွန်တော်တကယ်စေးရရေးပါတဲ့ချက်ပွိုင်းမယ်တစ်ဖက်မှာဖလန်းဝင်ရတယ်ဒီအေးရဘာလို့လဲဆိုတော့သူတို့ရဲ့ဒီလက်ရှိထိချုပ်တဲ့အေးရောက်တက်မတော်စစ်ကြောင်းတွေမဝင်နိုင်ဖို့အတွက်သူကချင်းကိုစီးယုံပြီးတော့ရှေ့မှာကျွန်တော်တို့ခန်းစစ်သဘောမျိုးကခိုင်းတာလက်ရှိကျွန်တော်ချင်းရလည်းပြိုကွဲပါပြီချင်းပြည်နယ်အခြေအနေကကျွန်တော်စိတ်ချသွားပြီစကိုင်းတိုင်းရဲ့အခြေအနေကကျွန်တော်စိတ်ချသွားပြီမကွေးတိုင်းကလည်းစိတ်ချသွားပြီကချင်ပြည်နယ်ကလည်းစိတ်ချသွားပြီရခိုင်မှာထုံးမြင့်နိုင်လက်ရှိထွက်ပြောနေတာအလကားထွက်ပြောနေတာမဟုတ်ဘူးစစ်ရှုံးလို့ထွက်ပြောတာပြီး NUG အုပ်စုတွေပြည်တဲ့တပ်ပေါင်းစုလို့ပြောတဲ့စကားလုံးအသုံးတွေခင်ဗျားကြားပါလိမ့်မယ်တပ်ပေါင်းစုဆိုတာသူတို့တပ်မတော်ကိုပေါင်းတိုက်လို့သူတို့မနိုင်တဲ့ကမှာသူတို့ရှိတဲ့အဖွဲ့တွေဖွဲ့တာပဲဘယ်နှောင်းမှမရှိပါဘူးဘယ်နှောင်းမှလည်းမရှိပါဘူးလာပါလိမ့်မယ်ကျွန်တော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဒီလောက်တွေရပ်မသွားဘူးဗျာအဲ့တော့တပ်မတော်သားတွေလက်ကတပ်မတော်သားတွေကင်ထားတဲ့တနက်ပြောင်းကရန်သူကိုကွေးဖို့အဲ့တော့ကြော်ရင်းစကားတဲ့လို့ဒီလိုကွေးဖို့တော့10နှစ်ဆိုတာခင်ဗျားစဉ်းစားကြည့်တက်မော်သားဒီလိုကွေးဖို့ရရှိတက်မော်ဒီလိုမျိုးရှိလာဖို့ကလွတ်လပ်နေအပြိုင်ပေါ်ပေါက်ခဲ့တာပါဗျာခင်ဗျားတို့ကြည့်လိုက်ပါတက်မော်နေ့ဘယ်နှစ်မြောက်ရှိပြီလဲခင်ဗျားတို့တွက်ကြည့်လိုက်ဒီလိုကွေးဖို့အတွက်ခင်ဗျားတို့မနေ့တနေ့ကနေမှပေါ်ပြီးလာပြီးတော့ခင်ဗျားတို့ခွက်ခောက်ပြီးတော့စစ်တိုက်လို့မရဘူးလက်ရှိအကြမ်းဖက်အုပ်စုတွေကြောင့်ပြည်သူတွေဘဝချွတ်ချုံကြတယ်စုပြတ်သက်သွားပြီပြည်သူတွေမှာဘာနိုင်ငယ်မှလိုချင်တာမဟုတ်ဘူးသူတို့နေ့စဉ်ထမင်းစားအောင်ပဲခေါင်းအေးနဲ့အိတ်ရှင်နဲ့နေ့စဉ်ကောင်းကောင်းထမင်းစားခြင်းနဲ့ဒါပြည်သူတွေဘဝပဲပြည်သူတွေလိုချင်တာအဲ့ဒါပဲခင်ဗျားတို့ဘာမှဒီဘူးစီဘာရှော့ပြောမပြည်သူတွေလိုချင်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့များစွာဂုဏ်တွေလာပါလိမ့်မယ်ခင်ဗျာနောက်တစ်ပြိုကြီးလာပါလိမ့်မယ်ကျွန်တော်တို့ဗျာလာပါလိမ့်မယ်အဲ့တော့ကျွန်တော်မကြခင်ကျွန်တော်အင်းတော်မော်လူးကြီးကျွန်တော်သွားပါမယ်ဆက်သွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်